တလဲတို့ဥကလေးချက်မယ်နော်ငတလဲလို့ကိုနေလိုချင်တဲ့အနေထားလေးတွေ့တဲ့အတွက်ထဝယ်စားပြီးတော့ဥကလေးချက်စားပါမယ်ခြာကန်ဒီမှာပင်စင်းမြများလေးအုပ်ထားမယ်နော်ကဲဒါကတော့မပါမဖြစ်ဟင်းချက်ရမှာစီလေးကိုနာနာလေးတက်မယ်နော်နာနာလေးတက်ချိုင်းအပြင်ဟင်းကိုကြာထားခံပါတယ်ကဲရတာအပြင်ငမြရည်လေးအုပ်လိုက်မယ်ကဲမြင်းပြလေးထည့်လိုက်မယ်နော်မြင်းပြလေးထည့်ခြင်းအပြင်ငါးလေးကိုမမလေးဖြစ်စေပြီးတော့အရသာချင်းချင်းလေးနဲ့ငါးကိုပူရေးအသက်ဝင်စေပါတယ်ကဲအနက်လေးမွေးလာပြီဆိုလို့ရှိရင်ရတာနေထားတဲ့ငါးလေးကိုထည့်ပြီးတော့လုံလိုက်မယ်နော်ကဲကိုလုံးချင်းနဲ့အနေထားရောက်ပြီဆိုလို့ရှိရင်ငါးလေးရေအိုးမကတ်စီရင်ရေလေးနည်းနည်းထည့်ပြီးတော့ထပ်တည်ထားမယ်နော်ကဲငါးရင်းလေးရပြီဖြစ်တဲ့အတွက်ပင်စိမ်းလေးကိုများများလေးအုပ်လိုက်ပါပင်စိမ်းနေရာမှာရှမ်းနဲ့နနမင်းတို့ကိုလည်းထည့်လို့ရတယ်နော်ကဲဒါကတော့စားခြင်းစပွဲငတက်လဲတို့ကိုအိုကလေးချက်မှာဖြစ်ပါတယ်။စိုက်နေတဲ့ဆိုရင်လိုက်ပါပြီးချက်စားကြပါ။လော်လေးကိုဆုံးနေလိုက်ရှိပေးတယ်ဒူတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ဒါကတော့ဒီနေ့ချက်စားတဲ့စားခြင်းစပွဲငတက်လဲတို့အိုကလေးတမယ်ဖြစ်ပါတယ်နော်။စိတ်ဝင်စားလို့ရှိရင်လိုက်ပါကြည့်ရှုပြီးတော့ချက်စားကြည့်ပါဦး။